လုံးမဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဝင်နေလေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်မနက်ပိုင်းမှာကျွန်တော်ဆွန်လောင်းနေပေါ့နော်နောက်ပြီးတော့ကျွန်တော်မှတ်တရလေးဖြစ်အောင်ကျွန်တော်ဒီနေ့မှာကျွန်တော်ဖျားသွားခဲ့ရပေါ့နော်ပြီးတော့ကျွန်တော်ဒီနေ့တော့မတိုးတင်ငယ်ရက်တဲ့ဟာလေးတွေ့ခဲ့ရပေါ့နော်ပြီးတော့ကျွန်တော်နေ့နယ်မှာကျွန်တော်ရေးတက်ပဲခဲ့ရဖျားရှိကိုရေးတယ်ပဲနောက်ပြီးတော့ကျွန်တော်ပေကြီးဆက်တုပ်လေးကျွန်တော်ရုပ်ခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်တရားထိုင်ခဲ့တယ်ကျွန်တော်တရားကို15မိနစ်လောက်ပဲထိုင်ခဲ့တယ်ပေါ့နော်။အော်ကျွန်တော်ဒီနေ့ဖျားသွားတဲ့ဟာတော့ဒီနေ့လောက်ပါပဲ။ Okay အခုကတော့မနက်ကကြတော့ကျွန်တော်ဖျားသွားတယ်မနက်နေ့ပိုင်းကြွလိုက်တယ်။ပြီးတော့အခုဒီနေ့ညနေပိုင်းကဲမယ်ဒီနေ့ညနေပိုင်းကိုကဲအခုတော့တွားနေပေါ့နော်။ထုံးနိုင်ပါပဲကျွန်တော်ပုံမှန်နိုင်ပါပဲ။ဒါချိန်ထားတဲ့အတိုင်းနောက်ကြပါတယ်။ကျွန်တော်ရောက်လာတဲ့အချိန်မှာပဲကျွန်တော်ဝင်းနေကိတ်ခွဲခဲ့တယ်ပေါ့နော်ဝင်းနေကိတ်ဟိုစီစဉ်ပေးတဲ့အမိုင်းကိုကျေးဇူးတင်ပါတယ်ဝင်းနေကိတ်ကြီးကလိုက်ပြီးတော့ဖွင့်ကျွေးနေပြီပေါ့နော်ကိုဖွင့်ကျွေးကိုပြန်စားလိုက်ပါတယ် Thanks for watching video.